ဒီနေ့29ရက်နေ့ဟရိုင်မှာရေတွေတဖြည်းဖြည်းချင်းကျနေပြီလို့ပြောတယ်နေလဲထွက်လာပြီလို့ပြောတယ်နေရောင်မြင်ရပြီပေါ့နော်တချို့နေရာတွေကိုဆိုရင်ကားနဲ့တော့ဝင်လို့ရပြီတချို့နေရာတွေကကြတော့ဆက်လီနဲ့ပဲဝင်လို့ရသေးရဲ့လို့ပြောတယ်ပြီးတော့အခုချိန်ထိကိုပိတ်မိနေတဲ့လူတွေရှိသေးရဲ့ပိတ်မိနေတဲ့လူတွေကအစာနဲ့ရေပြက်နေတာ3-4ရက်လောက်ရှိပြီလို့ပြောတယ်အဲအကြောင်းမလို့တက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေအနေနဲ့အစာနဲ့ရေကိုအမြင့်ဆုံးပို့ပေးဖို့အတွက်လည်းပိတ်မိနေတဲ့လူတွေကတောင်းဆိုထားကြတယ်ပြီးတော့အခုရေကျသွားပြီးတော့နောက်ဆက်တွဲအနေနဲ့အလောင်းတွေကိုအများကြီးထပ်တွေ့ရလို့ကယ်ဆယ်ရေးလုပ်နေတဲ့လူတွေကပြောတယ်အစိုးရဘက်ကတာဝန်ရှိတဲ့လူတွေထုတ်ပြန်ထားတာကတော့အခုလိုရေကြီးလို့အသက်ဆုံးရှုံးသွားရတဲ့လူတွေက6ယောက်9ယောက်လောက်ပဲရှိရလို့အစိုးရဘက်ကထုတ်ပြန်ထားတာပေါ့နော်တကယ်တမ်းမြေပြင်မှာကယ်ဆယ်ရေးလုပ်နေကြတဲ့ပရဟိတအတင်းအဓာတွေပြောတာကရာဂဏန်းလောက်အထိကိုရှိရလို့ပြောတယ်ဒီနေ့ဆိုရင်လေ Channel 3တည်င်းဌာနမှာတင်ထားတဲ့တည်င်းတစ်ပုဒ်ထဲမှာဆိုရင်တို့က live လွှင့်နေပြီးတော့ဒီဖုန်းနဲ့ interview တွေလုပ်တာပေါ့နော်ဒီကယ်ဆယ်ရေးအဖွဲ့အတူတွေကိုရောပြီးတော့အစိုးရဘက်ကတာဝန်ရှိတဲ့သူကိုရောသူကဖုန်းဆက်ပြီးတော့ interview လုပ်တာအဲ့မှာအစိုးရဘက်ကတာဝန်ရှိတဲ့သူပြောတာကအခုတည်င်းတွေပြတ်နေတယ်လို့လူတွေအများကြီးပဲအသက်ဆုံးရှုံးရတယ်ဆိုတာကမဟုတ်ဘူးပေါ့နော်အခုလက်ရှိချိန်ထိသူတို့တိထားတာကအသက်ဆုံးရှုံးရတဲ့သူဟာ6ယောက်9ယောက်ပဲရှိသေးတယ်လို့ပြောတယ်အဲ့မှာပရဟိတမြေပြင်မှာဆင်းပြီးတော့ကယ်ဆယ်ရေးလုပ်နေတဲ့ပရဟိတအတင်းအတူကပြောတာက6ယောက်9ယောက်ပဲအသက်ဆုံးရှုံးရတယ်လို့ပြောတဲ့သူကိုတဲ့သူကိုယ်တိုင်မျက်နှာကိုသတွေးနဲ့ထွေးမယ်လို့ကိုပြောတာ live လွှင့်နေတဲ့ချိန်နော်အဲ့လိုမျိုးကစ်တာသူပြောတာသူတို့ကယ်ဆယ်ရေးလုပ်နေသူတို့တိရပေါ့နော်အယောက်အသက်ဆုံးရှုံးသွားရတဲ့သူကရာဂဏန်းလောက်အထိကိုသူခတ်မှန်းထားတယ်လို့ပြောတယ်ပြီးတော့အခုလိုအလောင်းတွေတွေးတော့တို့ဒီကယ်ဆယ်ရေးအဖွဲ့တွေကလိုအပ်နေတာကဒီအလောင်းတွေထည့်ဖို့အတွက်အိတ်တွေကzip အိတ်ခေါ်လာမသိဘူးအဲ့လိုအိတ်တွေလည်းတို့အရေးတကြီးလိုအပ်နေရလို့ပြောတယ်အဲ့လိုအိတ်တွေရလာလို့ရှိရင်တို့ဒီအလောင်းတွေကို10ယူလာပြီးတော့မှအိတ်တွေထုတ်ပုံးမယ်ပေါ့လေထဲ့မယ်ပေါ့လေဒါတော့ဒီနေ့ထိုင်းသတင်းတွေမှာတင်လာတဲ့သတင်းတချို့ကိုပြန်လာပြောပြတာအခုရေကြီးနေတဲ့ဟရိုင်မှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းအများကြီးပဲရှိရယ်ရေဘေးတက်နေတဲ့ထဲမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းအများကြီးပဲပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းအများဆုံးအဆင်ပြေကြပါစေဗျာနော် okay ရလေးလာပြောအားလုံးပဲအဆင်ပြေကြပါစေ